လို့ရမှာပြောတယ်ကွာငါမြို့တော့မပြန်ချင်တော့ရမင်းစိတ်တလောင်းနေတကယ်တော့โอเคလာငါတို့ရရှိချင်းနေလေလာရမလား very beautiful ပဲဒါနဲ့မင်းတို့ရွာကောင်မလေးနဲ့မိတ်ဆက်ပေးမယ်ဆိုမိတ်ဆက်ပေးမယ်ရတယ်ဒါမဲ့ငါတို့ရွာကောင်မလေးကနိုင်ငံခြားပြန်ဆိုအရန်ချင်ကြည့်ရငါနိုင်ငံခြားပြန်မှာမဟုတ်တာပေါ့ရတယ်ငါမအကြံရှိတယ်တော်ပြီတော်ဒီလိုတကယ်โอเคတော်လာတယ်မလားအချိုက်တယ်ပါတော့ကြားတယ်လားအကောပါတယ်လေနေကိုပြန်ရောက်ပြီဟုတ်တယ်လေမနေ့ကမှထွားထွက်လာတာနေကဘာမှုနဲ့ထောင်ကြတော့လူသက်မှုနဲ့လေဟဲ့ပြန်မယ်နေအောင်သူ့ကိုကထောင်ခွဲအဆမ်းမရှိဘူးမဆက်ဘူးဖြစ်ပါမယ်ဖြစ်ဒီမှာလေငါဘောလားနိုင်ငံရှားပြန်လာလားငါဟဲ့လားကဘာသုံးစကားရကုန်တက်တယ်ဟာလားမင်းထိုင်းတက်တယ်မလားတက်တယ်မင်းထိုင်းလို့ခေါင်းပြလိုက်အားလုံးလေထိုင်းလို့ကြောက်ပြလိုက်ဟိုင်းทำไมสิ่งว่าเราหายไปตัดจบไปแล้วไปသူဘာပြောတာလဲဘာလာပြန်ပြလိုက်ငါလည်းမသိဘူးရမ်းတော့တာဘာမှလေသင်ကြည့်အောင်ပြောโอเคမင်းတယောက်ကျွမ်းရမလားဖြစ်တယ်အောင်ပြောလို့သူ့မုတ်ပြလိုက်ဘာလို့လဲနင်တို့တယောက်လည်းမဟုတ်ဘူးငါပြောရအဲ့ဒီမုတ်ကမဟုတ်ဘူးတယောက်စကားပြောခိုင်းငါအချင်းပန်းနေပြီ四胞胎一厘细节3岁多钟你知道没有梦塞呀မင်းပြောစကားကနားလေနော်ပြန်ကြလိုက်ကောင်းမလေးစီကကိုကားတောင်းကြည့်ရမလားငါနားဟာရဟောင်းနေပြီငါပြောတာကြောင်နဲ့ကြွက်ကားဟောင်းငါလည်းကြောင်နဲ့ကြွက်ကားပြောတာကြောင်နဲ့ကြွက်ကဲပါလို့ဒီဟာနောက်ဆုံးရကဘာတော့ international အင်္ဂလိပ်စကားပြောပြလိုက် Hey girl ချာပါ I am 18 plus မင်းမအတားရှိလားဒီတဲ့အများကြီးပဲဟာငါအသက်16နှစ်ကျော်ပြီပြောတာရှင်းပြောလေဒီမှာလေဒီမှာလေတာအေးရတော့တခုလုံးဒီကောင်ထိုင်းစကားမတတ်ဘူးထိုင်းလို့ဆဲလိုက် Okay วันนี้ออกไปมูชูโนกระจางตัวมันนะครับตัวเด็กๆทุเรศใช้มือเต็งตาเดี๋ยวมั้งปีเลยโอเค